ဟဲ့ထိပ်ပြောင်မမင်းစာမအိတ်ယူပြီးဘာလုပ်မှလဲဒီကနေထွက်သွားဟာလို့ရာဂျူကပြောဆိုပြီးအနိုင်ကျင့်ကြတယ်မင်္ဂလာပါရှင် Erin Story Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့လည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ရိုးရာပုံမြင်လေးတွေကိုတင်ဆက်ပေးသွားအောင်လဲဆိုတာအဆုံးထိကြည့်သွားကြမယ်နော် Channel လေးကိုလည်း Like and Subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်တခါတော့ကပီဟူလို့အမည်ရတဲ့ကောင်မလေးတယောက်ရှိခဲ့ဘူးတယ်။သူမဟာအသားအရောင်မဲနဲ့ပြီးကောင်းမှသပင်လုံးဝမရှိတဲ့ထိပ်ပြောင်လေးဖြစ်တယ်။ပီဟူဟာစာဖက်ရတာကိုအလွန်နှစ်သက်ပေမဲ့ကျောင်းမှာတငယ်ချင်းဆိုလို့တယောက်မှမရှိခဲ့ဘူး။ကလေးအလုံးဟာသူမရဲ့ပုံမှန်တဲ့ကြောင့်အမြဲတမ်းလှောင်ပြောင်ပြည့်ရဲပြကြတယ်။စာသင်ခန်းထဲမှာအနှောက်အယှက်ပေးတာကိုခံရတာကြောင့်ပီဟူခမအမြဲတမ်းဝမ်းနေခဲ့ရရှာတာပေါ့။တနေ့မှာတော့ပီဟူစာသင်ခန်းထဲရောက်လာတဲ့အချိန်မှာပဲရာဂျူလို့ခေါ်တဲ့ကောင်လေးနဲ့သူ့တငယ်ချင်းတွေကသူ့ရဲ့ကျောင်းလွယ်အိတ်ကိုဟိုဘက်ဒီဘက်ပြစ်ပေါက်ပြီးစားနှောက်နေကြတယ်။ဟဲ့ထိပ်ပြောင်မမင်းစာမအိတ်ယူပြီးဘာလုပ်မှလဲဒီကနေထွက်သွားဟာလို့ရာဂျူကပြောဆိုပြီးအနိုင်ကျင့်ကြတယ်။အဲ့ဒီအချိန်မှာပဲဆီယာမမယ်ရီကစာသင်ခန်းထဲဝင်ရောက်လာပြီးဘာတွေဖြစ်နေကြတာလဲလို့မေးမြန်းပါတယ်။ပီဟူကငိုယိုပြီးတိုင်ကြားလိုက်တဲ့အခါဆီယာမတုံ့ပြန်မုံကထင်မထားနိုင်လောက်အောင်ပို့ပြီးဆိုးဝါးနေခဲ့တယ်။ဒီတခါလဲကြောင်းရောက်လာပြန်ပြီလား။မင်းလိုမဲနဲ့ပြီးထိပ်ပြောင်ကောင်းမလေးကြောင့်စာသင်ခန်းထဲမှာအနှောက်အယှက်အမြဲတမ်းဖြစ်ရတယ်။ဒီကနေထွက်သွားပါ။နောက်ထပ်ကြောင်းကိုလုံးဝမလာခဲ့တော့နဲ့။ဆီယာမကပီဟူကိုစာသင်ခန်းအပြင်ဘက်ကိုတွန်းထုတ်လိုက်ပါတော့တယ်။ပီဟူခမရှိုက်ကြီးတမင်ငိုကြွေးပြီးရောအိမ်ကိုပြန်လာခဲ့ရတော့တာပေါ့။အိမ်ကိုရောက်တဲ့အခါသူ့ရဲ့မိတွေရဲ့ဒေါသနဲ့သူရင်ဆိုင်လိုက်ရတယ်။ဟမ်ပညာတတ်မှကြီးဘာလဲနင်ကနင့်ရဲ့ပညာနဲ့ငါတို့မိသားစုကိုလှုပ်ကြွေးမယ်ဆိုတဲ့စိတ်ကူးနဲ့လားအခုအိမ်လုတ်ကိုဘယ်သူလုပ်မှာလဲမင်းတို့ထိတ်ပြောင်ပြီးအသားရည်မဲနဲ့နေတဲ့ကောင်မလေးကိုဘယ်သူမှလက်ထပ်မှာမဟုတ်ဘူးတသက်လုံးဒီအိမ်ထဲမှာပဲမင်းနေရမှာပဲအဲ့လိုပြောဆိုပြီးအိမ်အလုတ်တွေအတင်းကျပ်ခိုင်းစေခဲ့တယ်မွေကလေးကဘီဟူဟာပျော်ရွှင်မှုဆိုတာဘာမှမသိခဲ့ရရှာဘူးမိခင်အရင်မရှိတော့တဲ့နောက်မိတွေးရဲ့ညံပန်းနှိမ့်ဆက်မှုကိုခံခဲ့ရသလိုအစာအသောက်လည်းနည်းနည်းလေးသာခွဲဝေရခဲ့တဲ့အတွက်နေစဉ်ပိန်ချုံလာခဲ့ရပါတော့တယ်။ဒါပေမဲ့ဘီဟူဟာစိတ်သက်မကြပါဘူး။သူဟာစာကိုဆွဲနဲ့ပဲနဲ့လိုက်စားနေစေပါပဲ။ဒီနေ့မှာတော့အเจ้าမလာဖို့ဆီယာမတားမြစ်ထားတဲ့ကြားတွေကဘီဟူဟာသူ့ရဲ့မိတွေကိုခက်ခဲနားချပြီးအเจ้าကိုထွက်လာခဲ့ပြန်ပါတယ်။အเจ้าရောက်တဲ့အခါကလေးတွေကဝိုင်းအောင်ပြီးထမှန်ရေမောကြပြန်တယ်။ဆီယာမကလည်းသူမကိုစာသင်ခန်းနဲ့ဝင်ခွင့်မပေးခဲ့ပြန်ပါဘူး။ဒါပေမဲ့ဘီဟူကစိတ်မပြတ်ဖဲငါစာသင်ခန်းအပြင်ဘက်မှာထိုင်ပြီးစာလုပ်ရမယ်။အဲ့ဒီလိုဆုံးဖြတ်ပြီးတကားဝမှာထိုင်ကစာတွေကိုလိုက်လဲနားထောင်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဆီယာမမယ်ရီကတင်ချပု္ပ္ပာတပုတ်ကိုအားလုံးကိုမေးလိုက်တယ်။10အမြောက်15ဘယ်လောက်ရလဲ။လို့မေးပေမဲ့စာသင်ခန်းထဲမှာဘယ်သူမှမဖြေနိုင်ခဲ့ပါဘူး။အဲ့ဒီအခါစာသင်ခန်းအပြင်မှာထိုင်နေတဲ့ဘီဟူက150ရပါတယ်ဆီယာမလို့ချက်ချင်းဖြေလိုက်တယ်။အဖြေမှန်ပေမဲ့ဆီယာမကဘီဟူကိုအပြစ်တင်မြန်ပါတယ်။မင်းစာတဲ့နာအကျိုးမရှိဘူး။မင်းလိုမဲနဲ့ပြေထိတ်ပြောင်တဲ့ကောင်မလေးကိုဘယ်သူကမှမင်းကိုအလောက်ခံမှာမဟုတ်ဘူး။အဲ့ဒီလိုပြောလိုက်တဲ့အခါဘီဟူခမယူကျုံမရဝမ်းနေရရှာပြန်တာပေါ့။အဲ့ဒီနောက်ပိုင်းကြောက်မက်ကစဲအတွက်အုပ်စုတပ်ပုံရိုက်တဲ့အခါမှာလဲတပ်ပုံဆရာနဲ့ဆရာမတို့ကဒီထိတ်ပြောင်ကောင်မလေးကိုအုပ်စုထဲထည့်ရင်တပ်ပုံကောင်းကောင်းထွက်မှာမဟုတ်ဘူး။ဆိုပြီးဘီဟူကိုအုပ်စုတွေကထွက်သွားဖို့မောင်းထုတ်ခဲ့ကြပြန်ပါတယ်။ဒီလိုအနိုင်ကျင့်ခဲ့ရောက်မှုတွေနဲ့ဘီဟူရဲ့ဘဝဟာလည်းပဲနေခဲ့ပါတယ်။ငါကြောင့်လူတိုင်းမှာပြဿနာရှိနေတာပဲ။ဘယ်သူမှငါကိုမချစ်ကြဘူး။အဲ့ဒီလိုတွေးပြီးတနေ့မှာတော့ဘီဟူဟာကျောင်းကိုလည်းမသွားအိမ်ကိုလည်းမပြန်မဲလမ်းမှာပဲသူရှောက်သွားနေခဲ့တယ်။ညဘက်ရောက်တော့သူ့ဘိုက်အရန်စားလာတယ်။စားတော့ဆိုင်တွေမှာလိုက်ပြီးတောင်းခံခဲ့ပေမဲ့ဘယ်သူမှသူ့ကိုစားစရာမပေးခဲ့ကြပါဘူး။မင်းကိုမြင်တာနဲ့ငါဆိုင်ကလူတွေထွက်ပြေးသွားကြလိမ့်မယ်။တော့အဲ့လိုပြောပြီးဆိုင်ရှင်တွေကသူ့ကိုမောင်းထုတ်ကြတယ်။နောက်ဆုံးမှာတော့ဘီဟူကပါမုံတစ်ချက်ကိုရခဲ့ပါတယ်။လမ်းမေးမှာထိုင်ပြီးပါမုံစားဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲအသက်ကြီးတဲ့မျိုးသမီးတဦးရောက်လာပြီးသမီးလေးပါမုံစားနေတာလား။ငါကိုနည်းနည်းလောက်ကျွေးနိုင်မလား။ငါအရန်ပိုက်စားနေလို့ပါ။အဲ့လိုပြောပြီးသူစီကပါမုံကိုလာတောင်းခဲ့တယ်။ဘီဟူဟာချက်ချင်းမဲ့ပါမုံကိုတဝက်ချုပ်ပြီးအမေဒုက္ခကိုနားလဲပါတယ်။ပါမုံတဝက်ကိုအမေစားလိုက်ပါ။ကျန်တဝက်ကိုတော့ကျမစားပြရစီ။အဲ့လိုပြောပြီးသူကခွဲဝေပေးလိုက်တယ်။ပါမုံစားပြီးတဲ့နောက်အဖွားအိုဟာဘီဟူကိုစိုက်ကြည့်ရင်သမီးလေးအမေကမင်းလိုလှပတဲ့ကောင်မလေးကိုဘယ်မှမမြင်ဘူး။မင်းစပင်တွေဘလောက်ရှည်လိုက်တယ်လဲလို့ပြောလိုက်ပါတယ်။ဘီဟူက
အမေမျက်စိအားနေနေပြီထင်တယ်ကျမကလှတာလည်းမဟုတ်ဘူးစပင်လည်းမရှိဘူးထိပ်ပြောင်နေတာလို့ရင်မောပြီးပြန်ပြေးလိုက်ပါတယ်အဲ့ဒီနောက်ဘီဟူဟာလမ်းမေးမှာပဲအိပ်ပျော်သွားခဲ့တယ်မနေ့ကဘီဟူနိုးလာတဲ့အခါသူ့ရှိမှမျိုးသမီးတဦးရက်နေတာကိုသူတွေ့လိုက်ရတယ်မင်းလိုလှပကြောရှင်တဲ့ကောင်မလေးတယောက်ကဘာဖြစ်လို့လမ်းဘေးမှာအိတ်နေရတာလဲမင်းစပင်တွေကဘလောက်ရှည်လိုက်တယ်လဲလို့ပြောလိုက်တဲ့စကားကိုကြားပြီးဘီဟူဟာအံ့အားသင့်သွားခဲ့တယ်သူမရဲ့ပခုံးပေါ်ကြားရောက်နေတဲ့ရှေလျားနှက်မောင်တဲ့စပင်တွေနဲ့ဖြူဝင်းတန်ရှင်းနေတဲ့အသားရည်ကိုကြည့်မိလိုက်တဲ့အခါဘီဟူဟာဝမ်းသာပျော်ရွှင်လွန်းလို့ခုန်ပေါက်နေမိပါတော့တယ်မင်းညနေကအမေပဲလှုပ်ပေးတာဖြစ်မယ်ဒီအမေကနှစ်ဖျားမှအစ်စ်ပဲအဲ့ဒီလိုကြွေးပြီးဝမ်းမြောက်ဝမ်းသာနဲ့ကျောင်းစီကိုအပြေးသွားပါတော့တယ်။ကျောင်းသားကိုရောက်တဲ့အချိန်မှာပဲရုတ်တရက်ပြင်းထန်တဲ့ငလင်တစ်ခုလှုပ်ခတ်လာပြီးကျောင်းကြီးဟာလုံးဝပြိုကျပျက်စီးသွားတော့တယ်။တခြားကလေးတွေနဲ့ဆရာမတွေအပြင်ကိုထွက်ခွာလာနိုင်ခဲ့ပေမဲ့ရာဂျူလို့ခေါ်တဲ့ကောင်လေးတယောက်ကတော့အုပ်ပုံအောင်မှညက်ပြီးကျန်နေခဲ့ပါတယ်။ရာဂျူရဲ့အော်ဟစ်တန်ကိုကြားတဲ့အခါပြီးတော့အလယ်မြန်သွားပြီးငါမင်းကိုကိုထုတ်ပေးမယ်စိတ်မပူနဲ့နော်လို့ပြောလိုက်ပါတယ်။ဟမ်မင်းကဘာတူလဲလို့ဆီယာမမယ်ရီကသူ့ကိုမေးလိုက်ပါရယ်အဲ့ဒီအခါပီဟူကသမီးကိုမမှတ်မိဘူးလားသမီးပီဟူလေလို့ဖြေလိုက်ပါတယ်အဲ့ဒီအခါဆီယာမမယ်ရီကအယမ်းအံ့ဩသွားပြီးမင်းကပီဟူလားမင်းကအယမ်းချောလာပြီးစပင်တွေလည်းအများကြီးရှည်လာတာပဲဒါဘလောက်တောင်ထူးဆန်းလိုက်တယ်လေပီဟူကဆီယာမဒီယာတွေကမြတ်တာတရားရဲ့စွမ်းအားကြောင့်ပါလို့ပြောပြီးသူ့ရဲ့စပင်နဲ့အုတ်တွေကိုချီပြီးရာဂျုကိုအုပ်ပုံထဲကနေဆွဲထုတ်ပါတော့တယ်။အဲ့ဒီနီနဲ့ရာဂျူရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။အသက်ဘေးကလွတ်မြောက်သွားတဲ့ရာဂျူဟာပီဟူကိုအလွန်ကျေးဇူးတင်နေတယ်။ပီဟူငါမင်းကိုဆိုးဆိုးဝါးဝါပြောခဲ့မိတယ်။ဒါပေမဲ့ဒီနေ့မင်းကငါအသက်ကိုကယ်တင်ခဲ့တယ်။မင်းကငါအခင်ဆုံးမိတ်ဆွေပဲလို့ပြောဆိုလိုက်တဲ့အခါအနီးနားကကလေးအလုံးကလက်ခုပ်တီးပြီးပီဟူကိုချီးကျူးကြပါတယ်။ဆီယာမမယ်ရီကလည်းနောင်တရပြီးပီဟူကိုခွင့်လွှတ်ဖို့တောင်းဆိုကကျောင်းမကစင်မှာပီဟူရဲ့ပုံကိုထည့်ဖို့ပြောလာပါတယ်။အဲ့ဒီဖြစ်ရဖြစ်ပြီးနောက်တရက်အကြာမှာတော့ပီဟူရဲ့ပုံကိုကျောင်းမကစင်မှာဂုဏ်ယူစွာဖော်ပြခဲ့ပါတယ်။ပီဟူရဲ့မိတွေကလည်းသူမအပေါ်ကောင်းမွန်စွာဆက်ဆံလာပါတယ်။ပီဟူဟာမေတ္တာတရားရဲ့အကျိုးကျေးဇူးကိုခံစားရင်းအနိုင်ကျင့်မှုတွေကနေကံဝေးကထာဝရပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခဲ့ရပါတော့တယ်။